တကဘာလုံးနော်သတင်းတွေဖုံးသွားတယ်နော်ဂျောရှွာဗန်ရဲ့နော်သတင်းပေါ့လေဒါကလည်းနော်ဟိုကျွန်တော်မြန်မာလူမျိုးတွေအနေနဲ့ရောနော်ချင်းလူမျိုးတွေအနေနဲ့ရောနော်ယုံကြည်သူအနေနဲ့ရောအဖက်ဖက်ကနေကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်အာမင်ကျွန်တော်ကအပြင်မှာနော် trend ဖြစ်တဲ့အကြောင်းတွေသိပြောလို့မရှိပါဘူးဒါပေမဲ့ဒီနေ့မှာနော်ခုနတိလည်းစဉ်းစားတယ်ဒါပေမဲ့နော်ကြည့်တဲ့အခါမှာနော်ဒီနှုတ်ကပတ်တော်လေးနဲ့လည်းကြိုက်တယ်ပေါ့လေတကယ်ဆိုရင်နော်သူဆိုရင်ဟိုမှာမွေးတာလည်းမဟုတ်ဘူးနော်အသက်အရွယ်လေးတစ်ခုမှသူရောက်သွားတယ် refugees ရဲ့နော်ရောက်သွားပြီးတော့မှအခြားနိုင်ငံတစ်ခုကနေအဲ့လိုပြန်သွားပြီးတော့မှအရင်ခန်းခန်းနာနာနဲ့မွေးကလေးကနေပြီးတော့မှအောင်မြင်နိုင်ခြေရှိတဲ့အနေအထားမှာမွေးလာတဲ့သူမဟုတ်ဘူးသူရဲ့ကျွန်တော်ချင်းတွေမှာဆိုသူရဲ့မူလရွာအဲ့လိုရှိတာဘူးနော်ဟိုချင်းတွေတွေ့ပြီးဆိုမင်းတို့ကမြန်မာလိုပြန်မယ်ဆိုရွာလို့ပဲပြောတာပေါ့နော်မြို့လိုလည်းပြောလို့ရတယ်ကိုယ့်ရဲ့ home town ပေါ့အဲ့လိုပြောမင်းဘယ်ရွာလဲဆိုရင်ပြောစရာတစ်ခုရှိကိုရှိတယ်ဒီရွာတွေကပဲကြီးပြင်းလာကြတယ်သူ့အမေတွေသူ့ဖေသွားမေးလိုက်ဘယ်ရွာကသူပြောစရာရှိကိုရှိနော်ကျွန်တော်ချင်းလို့ဆိုဟော့လူကြီးပေါ့နင်တို့အရင်တော့ကမြို့ရွာအဟောင်းကဘယ်ရလဲတကယ် original ဘယ်ရလဲအဲ့လိုမေးကြတာတကယ် traditional ကဆိုတော့ဘလောက်ပဲနော်ခန်းတဲ့သူပြငါတို့ဘယ်ရွာကဘယ်မျိုးကဆင်းသက်တယ်အဲ့လိုပြောကြဆိုတော့နော်သူဆိုရင်လွန်ခဲ့တဲ့9နှစ်တုန်းက2020အထိသူဟာဒီအခုသူချန်ပီယံဖြစ်တဲ့နယ်ပယ်မှာအတွေ့အကြုံလုံးဝမရှိတဲ့လူတစ်ယောက်ဖြစ်တယ်ပညာရှင်တယောက်ကပြောထားတာအော်စရာကောင်းတာတဲ့လွန်ခဲ့တဲ့9နှစ်တုန်းကဒီပြိုင်ပွဲနဲ့အတွေ့အကြုံတစ်ဆက်မှမရှိတဲ့သူကအခု9နှစ်ကြာတဲ့ခါမှာကမ္ဘာချန်ပီယံဖြစ်သွားတယ်ခုနနော်တစ်ချက်ကြည့်လိုက်တဲ့ခါမှာအင်တာဗျူဝါကသူ့ကိုမေးတယ်ဘယ်လိုအောင်ပွဲခံဖို့စဉ်းစားထားလဲလို့ပြောတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကိုအရင်ပြန်ပြီးတော့ကျွန်တော်တို့အဖွဲ့တွေကျေးဇူးတော်ချီးမွမ်းပြီးအရင်ဆုံးဆုတောင်းမယ်လို့သူဖြေတယ်ဟာလေလုယာဟာလေလုယာစဉ်းစားကြည့်နော်လူငယ်လေးတယောက်ချင်းတောင်ကနေရွာကနေနော်ဆင်းလာပြီးတော့မှအမေရိကကိုချိန်မှာရောက်ပြီးတော့မှနောက်ကြမှနော်ဟိုမှာမွေးတဲ့ဟိုမှာကြီးတဲ့သူတွေအများကြီးကြားထဲမှာအဲ့ဒီလူငယ်လေးတယောက်ကိုဘုရားအသုံးပြုပြီးတော့မှကိုအားကိုးတဲ့သူဆိုရင်တော့အေးငါတို့ဘလို့ပါတီလုပ်မယ်ပါညာဖြစ်မှာပေါ့ယုံကြည်သူတယောက်အနေနဲ့ဖြစ်တဲ့ခါမှာငါတို့အရင်ဆုံးဆုတောင်းမယ်တကဘာလုံးကကြားတာနော်အဲ့စကားကိုဟာလေလုယာမြို့ငယ်မြို့ရုံမဟုတ်တော့ဘူးတကဘာလုံးအတွက်ဖခင်ကိုဆုတောင်းခြင်းကျေးဇူးတင်ခြင်းဆိုတာကိုတကဘာလုံးကလူတွေကြားဖို့အတွက်ဒီလူငယ်လေးကိုဖခင်ကအသုံးပြုသွားတာဖြစ်တယ်ဟာလေလုယာသင်ဟာမြို့ငယ်မြို့ရုံမဟုတ်ဘူးဖခင်ကသင်ကိုရွေးပြီးဆိုရင်တကဘာလုံးကြားအောင်တက်သေးခံရတော့ခွင့်ပေးလေဖခင်ကသင်ကိုပေးနိုင်တာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးဖခင်ကျေးဇူးတော်ချီးမွမ်းရအဲ့ဒါမတိုင်ခင်လဲနော်အောင်လားအန်ဆန်တက်တဲ့ခံချက်တွေအများကြီးတကောက်တွေးကြလာတော့မသိဘူးနော်သူဖះเจ้าတစ်ခုမှသွားရင်းနဲ့တော့တချင်းဆိုတော့သူငိုပြီးတော့ဖះပြစ်တာခံစားတာဟာတကယ်ကိုနော်ဖះကကျွန်တော်တို့မြန်မာပြည်ကျွန်တော်မြန်မာလူမျိုးမြန်မာနိုင်ငံကနေမွေးဖွားတော်သူတွေကိုမမေ့ဘူးဆိုတဲ့တက်တဲ့ဖြစ်တယ်ဟာလေလုယာဖះကကျွန်တော်တို့ကိုနော်တီးကောင်ကဲ့သို့အခြေအနေဖြစ်ပေမဲ့ကမ္ဘာစင်မြင့်အထက်မှာငါပို့နိုင်တယ်လို့အခုချိန်ထိသက်သေပြနေတော့ဘုရားဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာလက်ခုပ်တီးဘုရားကိုချီးမွမ်းရဒါကpersonal ဆန်တယ်လို့မထင်စေချင်ဘူးချိန်စဉ်းစားပြီးတော့မှเนาะဒီနှုတ်ကပတ်တော်တွေနဲ့ကြိုက်တဲ့အခါမှာကျွန်တော်နောက်ဆုံး last minute ထိကျွန်တော်စဉ်းစားပြီးတော့မှဒါလေးကိုပြောခြင်းဖြစ်တယ်